ဘောလုံးချစ်ပရိသတ်များအားလုံးပဲမင်္ဂလာပါဒီညမှာတော့2026ကမ္ဘာဖလားကွာတာဖိုင်နယ်ရဲ့အကြီးကျယ်ဆုံးပွဲတွေတပွဲဖြစ်တဲ့ပြင်သစ်နဲ့မော်ရိုကိုတို့ထိပ်တိုက်တွေ့ဆုံကြရမှာဖြစ်ပါတယ်တစ်ဖက်မှာကမ္ဘာချန်ပီယံအောင်ပြင်သစ်တစ်ဖက်မှာဒီပြိုင်ပွဲရဲ့အန်အားတင်းစရာအကောင်းဆုံးအသင်းဖြစ်လာတဲ့မော်ရိုကိုဒီပွဲမှာဘယ်အသင်းက CB Final ကိုတက်ရောက်သွားမလဲဆိုတာကျွန်တော်နဲ့အတူတူသုံးသပ်ကြည့်ပါမယ်ကျွန်တော်တို့ပထမဦးဆုံးပြင်သစ်အသင်းဘက်ကိုကြည့်မယ်ဆိုရင်ဒီပြိုင်ပွဲတစ်လျှောက်မှာပြင်သစ်ကတည်ငြိမ်တဲ့ပုံစံကိုပြသထားတယ်။ဆွီဒင်အသင်းကို3ဂိုးပြတ်နဲ့အနိုင်ယူခဲ့သလိုပါရာဂွေးကိုလည်းတဂိုးမရှိနဲ့ကျော်ဖြတ်ခဲ့တယ်။ဒီနှစ်ပွဲစလုံးမှာသူတို့ရဲ့ခံစစ်ကတော်တော်လေးကောင်းမွန်ခဲ့ပြီးတော့ပြိုင်ဘက်တွေကိုဂိုးသွင်းခွင့်မပေးသလောက်ကိုထိန်းချုပ်နိုင်ခဲ့တယ်။ဒါအပြင်ဘောလုံးပိုင်ဆိုင်မှုကိုထိန်းချုပ်ပြီးတော့ပွဲရဲ့အရှိန်ကိုလိုသလိုထိန်းချုပ်နိုင်တာပြင်သစ်ရဲ့အားသာချက်ပါ။နောက်ထပ်တစ်ခုအားသာချက်အကြီးကတော့ Kylian Mbappe, Ousmane Dembele, Michael Olise တို့ပါဝင်တဲ့သူတို့3ယောက်တွဲတိုက်စစ်ပေါ့နော်။အဲ့တိုက်စစ်ကတော်တော်လေးဒီကမ္ဘာဖလားမှာကြောက်ဖို့ကောင်းနေတယ်လို့ပြောလို့ရတယ်ကျွန်တော်တို့ဒုတိယအနေနဲ့မော်ရိုကိုဘက်ကိုကြည့်ရမယ်ဆိုရင်ဒီနေ့ကမ္ဘာဖလားမှာလူတိုင်းအအားသိစေခဲ့တဲ့အသင်းဆိုရင်မော်ရိုကိုပဲပြရမှာပါ32သင်းအဆင့်မှာနယ်သာလန်ကိုပယ်နယ်တီအဆုံးဖြတ်နဲ့ဖြုတ်ချနိုင်ခဲ့တယ်ပြီးတော့16သင်းအဆင့်မှာကနေဒါကို3ဂိုးပြတ်နဲ့အနိုင်ရခဲ့တယ်ဒီရလက်တွေကမော်ရိုကိုကန်ကောင်းလို့ဒီအဆင့်ရောက်လာတာမဟုတ်ဘဲနဲ့အသင်းလိုက်စီးလုံးမှုခံစစ်စနစ်နဲ့တံပြန်တိုက်စစ်ကောင်းမှုကြောင့်ဒီအဆင့်ကိုရောက်လာတာလို့တော့ကျွန်တော်ထင်တယ်ပြီးတော့ဒီနှစ်သင်းကမနစ်ကကမ္ဘာဖလား CB Final အဆင့်မှာတွေ့ဆုံခဲ့ပြီးတော့ပြင်သစ်အသင်းက2ဂိုးကိုမရှိနဲ့အနိုင်ရယူခဲ့ပြီးတော့ Final အဆင့်ကိုတက်ရောက်လာနိုင်ခဲ့တယ်ဒီနှစ်မှာတော့မော်ရိုကိုအသင်းဘာတွေများထပ်ပြီးတော့လုပ်ပြနိုင်မယ်ဆိုတော့စောင့်ကြည့်ရပါမယ်ဒီပွဲမှာအဓိကကြည့်ရမယ့်အချက်တွေကပြင်သစ်ကဘောလုံးကိုပိုင်ဆိုင်ပြီးတော့ဖိအားပေးကစားမှတည်ကြတယ်ဒါပေမဲ့မော်ရိုကိုကနောက်တန်းကိုချစ်လက်ထားပြီးတော့ပြင်သစ်ရဲ့အမှားတစ်ချက်ကိုစောင့်နေပြီးတော့မြန်မြန်ဆန်ဆန်နဲ့ပြန်ပြီးတော့တိုက်စစ်ဆင်မယ်လို့တော့ကျွန်တော်ထင်တယ်ဒါကြောင့်ပြင်သစ်အနေနဲ့ဘောလုံးဆုံးရှုံးမှုတွေကိုအတက်နိုင်ဆုံးရှော့ချဖို့လိုအပ်တယ်နောက်ထပ်အရေးကြီးတဲ့တစ်ချက်ကတော့ set speed တွေပါတောင်းကန်ဘောပြစ်ဒဏ်ဘောတွေကနေတစင်ဒီလိုနောက်ပေါက်ပွဲတွေမှာပေါ့နော်အဆုံးဖြတ်ပေးနိုင်တယ်ပေါ့အဲ့ဒီ set speed တွေကအရေးကြီးတယ်ကျွန်တော်အမြင်အရပြင်သစ်ကအတွေ့အကြုံတင်းရင်ကနေပွဲကြီးကစားမှုတဲ့အတွေ့အကြုံတွေမှာနည်းနည်းလေးအသာရနေတယ်ဒါပေမဲ့မော်ရိုကိုကဒီပြိုင်ပွဲမှာအန်တင်းစရာစွမ်းဆောင်ရည်ပြသထားတာကြောင့်ဘယ်လိုရလဒ်မျိုးမဆိုဖြစ်လာနိုင်တယ်ဒါကြောင့်ဒီပွဲကမိနစ်90အတွင်းအဆုံးဖြတ်မပေါ်ဘဲနဲ့အချိန်ပိုတွေပယ်နယ်တီတွေအထိရောက်သွားနိုင်တဲ့ပွဲလည်းဖြစ်နိုင်တယ်ဒါပေမဲ့ကျွန်တော်ရဲ့ခံမှန်းချက်ကတော့ပြင်သစ်2မော်ရိုကို1လို့ခံမှန်းထားပါတယ်ပြင်သစ်ကခက်ခက်နဲ့ semi final ကိုတက်ရောက်သွားနိုင်မယ်လို့လည်းခံမှန်းထားပါတယ်ဒါပေမဲ့ဘောလုံးဆိုတာကြိုတင်ခံမှန်းလို့မရတဲ့အားကစားတစ်ခုဖြစ်တာကြောင့်မော်ရိုကိုကနောက်ထပ်အန်အားတင်စရာတွေဖန်တီးနိုင်မလားဆိုတာစောင့်ကြည့်ရပါမယ်ဒီပွဲကိုဘယ်လိုမြင်ကြလဲပြင်သစ်အသင်းဟာ semi final အဆင့်ကိုလွယ်လွယ်ကူကူနဲ့တက်ရောက်သွားနိုင်မလားဒါမှမဟုတ်မော်ရိုကိုအသင်းဟာပဲအန်အားတင်စရာရလက်တွေဖန်တီးပြီးတော့ semi final ကိုတက်ရောက်သွားနိုင်မလားဆိုတာ comment မှာရေးခဲ့ပေးပါဦးကျွန်တော်တို့ Football with Love channel ကနေကမ္ဘာဖလားပွဲတွေကိုနေ့စဉ်တင်ဆက်ပေးနေမှာမို့လို့ like နဲ့ follow မလုပ်ရသေးရင်လုပ်ပေးခဲ့နော်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်